ဆောင်လာတဲ့ကျမ်းပိုက်ရဆိုလို့ရှိရင်ကဘာဦးကျမ်းခန်းကြီး39အပိုက်ငယ်4ထဲမှာဖြစ်ပါတယ်ကဘာဦးကျမ်းခန်းကြီး39ဟာကျမတို့ငယ်စင်ဘဝကနေ Sunday School ကနေကျမတို့သိစီနားလည်ပြီးသားဖြစ်တယ်ဒါပေမဲ့ကျမအနေနဲ့ဒီကနေ့အသစ်တဖန်တော့အနေငယ်ခွန်အားပေးလို့ချင်းဖြစ်ပါတယ်။ခေါင်းစဉ်အနေနဲ့ကျမဘာထားခြင်းလဲဆိုဖယားရှင်ရဲ့မျက်နာတော်ကိုရတော်သူဆိုပြီးတော့မှခေါင်းစဉ်ထားပြီးမှအနေငယ်ခွန်အားယူဖို့ရတဲ့ကျမယူဆောင်လာချင်းဖြစ်ပါတယ်လို့တွေ့ပြီးဆိုရင်အားလုံးအတူတကွဖတ်ကြရအောင်။ထိုကြောင့်ဇောတသခင်ယေရှုမျက်နာရ၍ခစားလျက်နေရ၏သခင်ဒီလည်းမိမိအိမ်တွင်အိမ်ရနေခန့်ထား၍ဩစာစီတမြကိုအလီ၏ဖတ်သွားတဲ့နှုတ်ကပတ်တော်ကျမ်းလာသူရောက်စီတိုက်ပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဒီကြောတရဲ့အသက်တာကိုကြီးတဲ့အခါမှာဖျားရှင်ကကောင်းချီးပေးတယ်ဖျားရှင်ရဲ့မျက်နာကိုရတယ်ဆိုပြီးမဲ့လေဒီဖျားရှင်ရဲ့မျက်နာကိုရဖို့ရန်အတွက်သူ့အနေနဲ့အဖို့ခအများကြီးပေးခဲ့တယ်ဆိုတာကျမတို့သိရှိရတယ်သူ့မှာခက်ခဲနဲ့ဖယားရှင်ရဲ့မျက်နာတော်ကိုရဖို့ရန်အတွက်သူရှာဖွေတဲ့လူတယောက်ဖြစ်တယ်ဆိုတာကျမတို့နားလည်ရတယ်။အတူချုံနဲ့ပြောမယ်ဆိုလို့ရှိရင်သူဟာငယ်စင်ဘဝကနေမောင်နှမတွေရဲ့ရောင်းစားခြင်းကိုခံရတယ်။မောင်နှမတွေရဲ့မနာလိုခြင်းမုန်းတိမှုကြောင့်သူဟာတပားနိုင်ငံကိုရောက်သွားတယ်။ဒါမဲ့တပားနိုင်ငံကိုရောက်သွားတယ်ဆိုပြီးမဲ့လည်းဖယားရှင်ကသူ့အတွက်အကောင်းဆုံးသောနေရာကိုပြင်ဆင်ပြီးခြင်းလို့တပားနေရာတပားနိုင်ငံကိုပို့ဆောင်ပြီးတယ်ဆိုတာကိုကျမတို့သိရှိရတယ်။ယောသယာဆိုလို့ရှိရင်ဘယ်လောက်ပဲမောင်နှမတွေရဲ့မုံသီးခြင်းမောင်နှမတွေចောင်းတာအဝေးရလူမဟုတ်ဘူးနော်တအိမ်ထဲမှာဖဲတယောက်ကနေမွေးဖွားလာတဲ့မောင်နှမတွေចောင်းတာအခက်ခဲအမျိုးစုံရင်ဆိုင်ကြုံတွေ့ပြီးမဲ့ဖယားရှင်ရဲ့မျက်နာတော်ကိုရှာတဲ့အခါမှာနောက်ဆုံးမှာဖယားရှင်ရဲ့မျက်နာတော်ကိုရှာဖွေခြင်းအပြင်ဖယားရှင်ဒီယောသရဲ့အသက်တာကိုချီးမြှောက်လာတဲ့အခါမှာဘယင်ကြီးရဲ့အိမ်မှာခစားတော့အခွင့်ဖယားရှင်ကပြင်ဆင်ပေးတယ်ဆိုတာကျမတို့နားလည်ရတယ်ယောသရဲ့အသက်တာကိုကြည့်တဲ့အခါမှာအေဂုတုပြည်မှာဖယားရှင်ကပေါ့နော်သူရဲ့မိသားစုသူရဲ့ညီကူမောင်နှမတွေရဲ့ရောင်းစားခြင်းအပြင်သူဟာအေဂုတုနိုင်ငံကိုရောက်သွားတဲ့အခါမှာဘောတိဖာရဲ့လက်ထဲကိုရောက်သွားတယ်အဲ့ချိန်မှာပေါ်တိဖာရဲ့လက်ထက်ရောက်တဲ့ခါမှာဘယင်းအိမ်မှာသူဟာအိမ်ဖော်အနေနဲ့အလုတ်လုပ်တဲ့လူတစ်ယောက်ဖြစ်တယ်။အိမ်ဖော်လုပ်တဲ့အလုတ်ဆိုတာကကောင်းတဲ့အလုတ်မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အိမ်ဖော်ဆိုတာကကိုယ့်ရဲ့အထက်ကလူကြီးကိုခိုင်းတဲ့အတိုင်းလူကြီးလှုပ်ခိုင်းတဲ့အတိုင်းအသေးစိတ်ကနေပြီးတော့မှကျမတို့လှုပ်ဆောင်ရမှာဖြစ်တယ်။ဒါပေမဲ့သူ့မှာအားငယ်စိတ်မရှိဘူး။ဘယင်းအိမ်မှာသူကအငယ်ဆုံးတော့အလုတ်အသေးဆုံးတော့အလုတ်ကနေစလုတ်လာတဲ့အခါမှာနောက်ဆုံးမှာဖယားရှင်ကသူ့ရဲ့မျက်နာတော်ကိုရှာဖွေခြင်းအပြင်ကောင်းခြင်းမင်္ဂလာပေးလာတဲ့အခါမှာသူ့ရဲ့အသက်တာမှာဖယားရှင်ကချီးမြှောက်ပြီးဘယင်းအိမ်ကနေခစားသောအခွင့်ကိုပေးယုံတာမကဘယင်းရဲ့အိမ်လုံးမှာအိမ်မိုးအောက်မှာရှိတဲ့စီးစံဥစ္စာတွေကိုထိမ့်သိမ့်တဲ့ဘဝနေရာမှာဖယားရှင်ကသူ့ကိုတာဝန်ပေးခိုင်းခြင်းဖြစ်တယ်ဆိုတာကျမတို့နားလည်ရတယ်။ဘာကြောင့်လဲဖယားရှင်ဟာဇောသနဲ့အတူပါရှိတဲ့အခါမှာသူလှုပ်လီယာကိုင်လီယာသွားလီယာတိုင်းမှာမျက်နာရတဲ့အတွက်ကြောင့်မို့လို့ဘယင်ကြီးကသူ့ကိုယုံကြည်စိတ်ချတယ်။ဒီလူဟာငါအိမ်မှာငါမရှိတဲ့အချိန်ငါရှေ့တန်းသွားတဲ့အချိန်ငါမိသားစုငါဒီတအိမ်လုံးကိုသူလက်ထဲမှာအနာလိုက်လို့ရှိရင်ငါစိတ်ချရမယ်ဆိုပြီးတော့မှဖယားရှင်ကဘယင်ကြီးရဲ့စိတ်ထဲကိုသူ့ချပြီးတော့မှဘယင်ကြီးကသူ့စိတ်ထဲမှာဒီယောသကိုယုံကြည်စိတ်ချတဲ့အတွက်ကြောင့်မလို့တအိမ်လုံးကိုသူအနာလိုက်ခြင်းဖြစ်တယ်ဆိုတာကိုကျမတို့နားလည်ရတယ်။ဒါကြောင့်မလို့ဖယားရှင်ရဲ့မျက်နာရတယ်ဆိုတာကလူရဲ့မျက်နာကိုရတာခိတ္တခဏလေးပဲမတည်မဲဘူး။ဘာကြောင့်လဲလူသားဖြစ်တဲ့အတွက်ခဏလေးနဲ့ပျောက်ကွယ်သွားမှာဖြစ်တယ်။ဒါပေမဲ့ဖယားရှင်ရဲ့မျက်နာတော်ကိုရှာပြီးတော့ဖယားရဲ့မျက်နာတော်ကိုရတဲ့အခါမှာထာဝရအသက်ဖယားရှင်စီမံခွဲခန့်အမတမလူဒီမမြင်နိုင်မကြံစည်နိုင်တော့ဖယားရှင်ရဲ့ကောင်းမြတ်တဲ့အကြောင်းများကိုမြင်တွေ့ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဖယားရှင်အမတမကောင်းမြတ်တယ်ဆိုတာကျွန်မအနေနဲ့ပြောလို့ချင်းဖြစ်တယ်နေ့လေတုန်းကလည်းဆရာအများကြီးပြောသွားခဲ့တယ်နော်ကျွန်မနေ့လေတုန်းကဝိညာဉ်မဲ့အရာတွေအကြောင်းအရာတွေလည်းကျွန်မတို့တင်းတို့ဆရာဝင်ငါပြီးသွားပြီး
ဒါမဲ့ကျမဥပမာတစ်ခုပြောချင်တယ်ကျမတို့အရင်တော့ကပေါ့နော်ကျမတို့ရဲ့တောင်ကိုအသင်းတော်မှာကျမတို့အသင်းတော်လူကြီးတစ်ပါးကကျမတို့ချင်းအမျိုးသားပဲဒါမဲ့သူဟာအင်မတန်မှဖြူစင်တဲ့နှလုံးသားရှိတယ်ဖြူစင်တဲ့နှလုံးသားရှိတဲ့အခါမှာသူဟာအသင်းတော်အတွက်လဲသူကအသက်နိုင်ဆုံးအားတယ်ဆိုတာမဟုတ်ဟိုရတဲ့အချိန်တိုင်းမှာသူကဖျားရှင်အတွက်အလုပ်လုပ်တယ်သူရဲ့တတ်တဲ့အလုပ်လဲလုပ်တယ်သူရဲ့ဖျားရှင်အတွက်လဲလုပ်တယ်ပေါ့နော်သူဟာအဲ့လိုမျိုးလှုပ်ဆောင်နေတဲ့ချိန်မှာဖျားရှင်ရဲ့မျက်နှာကိုရလာတယ်ဖျားရှင်မျက်နှာကိုရလာတဲ့အခါမှာအတူချုံနဲ့ပြောမယ်ဆိုရင်သူဟာတည်ရင်မှုအိမ်မှာပေါ့နော်တည်ရင်မှုကအလုပ်သွားတဲ့ရှေ့တန်းသွားတဲ့အချိန်မှာသူ့ခေါ်တယ်တည်ရင်မှုကတော့နင်းစီပန်းနေကြိုက်တယ်နင်းစီပန်းနေကြိုက်တဲ့အခါမှာအဲ့ဦးလေးကိုသူခေါ်တယ်ကဲမင်းကငါအိမ်မှာငါချန်ထဲမှာငါနင်းစီပန်းကြိုက်တယ်နင်းစီပန်းကိုလာစိုက်ပြီးပါဆိုပြီးတော့မှသူ့ရဲ့ငယ်သားတစ်ယောက်ကိုတဆန့်ခိုင်းပြီးတော့မှအဲ့လူကြီးကိုခေါ်ပြီးတော့မှအဲ့တည်ရင်မှုအိမ်မှာခြံထဲမှာနင်းစီပန်းကိုစိုက်ဖို့ရအတွက်ကျမတို့အသင်းတော်လိုကြီးဘန္တာထိန်ပေါ့နော်အသင်းတော်ကဘန္တာထိန်ဖြစ်တဲ့အဲ့ဦးလေးကိုခေါ်ပြီးတော့မှသူ့ရဲ့ခြံထဲမှာပန်းပင်စိုက်ခိုင်းတယ်အဲ့ချိန်မှာတည်ရင်မှုကတော့သူ့ဘာပြောလဲဆိုတော့ဦးလေးတဲ့ဒီပန်းပင်ကိုစိုက်တဲ့ခါမှာတဲ့တခြားပင်နဲ့မတူဘူးနော်တဲ့ဒီနင်းစီပန်းစိုက်တဲ့ခါမှာဒီလိုမျိုးတဲ့မစိုက်ရဘူးတဲ့နင်းစီပန်းဆိုတဲ့အခါမှာဒီလိုမျိုးစောက်ထိုးစိုက်တဲ့အပင်မျိုးဖြစ်တယ်ဆိုပြီးတော့မှအဲ့ဦးလေးကိုပြောလိုက်တဲ့ခါမှာသူကတည်ရင်မှုကတော့ပြောတဲ့အတိုင်းအဲ့အပင်ကိုစောက်ထိုးစိုက်လိုက်တယ်စိုက်လိုက်တဲ့အတွက်ကြောင့်မလို့သူခိုင်းသမျှသူအနစ်နာခံပြီးမှသူကလှုပ်ပြီးလိုက်တယ်နောက်တစ်ရက်ကျတော့သူဘာပြောလဲဆိုတော့တခါပြန်ခေါ်လာတယ်ဦးလေးတဲ့ကျမရဲ့ခြံထဲမှာကျမငါပြောပြန်စိုက်ချင်တယ်တဲ့လာစိုက်ပြီးပါအောင်ဆိုပြီးတော့မှသူ့လာခေါ်ခိုင်းလိုက်တယ်ခေါ်ခိုင်းတဲ့ချိန်မှာ तू ကအဲ့ငါပြောပြန်သူအကုန်လုံးစောက်ထိုး तू ကစိုက်လိုက်တယ်ငါပြောပြန်ဆိုတာကစောက်ထိုးစိုက်တဲ့အမျိုးမဟုတ်ဘူးဒီလိုမျိုးတဲ့စိုက်တဲ့အမျိုးဖြစ်တယ်ဒါပေမဲ့ तू ကတည်ရင်မို့ကတော့နင်းစီပန်းကိုလည်းပဲနင်းစီပင်ကိုစောက်ထိုးစိုက်ခိုင်းတဲ့အတွက်ကြောင့်မလို့သူကဒီအပင်ကိုလည်းစောက်ထိုးစိုက်ရမယ်ဆိုပြီးတော့မှတည်ရင်မို့ကတော့ရဲ့စကားကိုနားထောင်ပြီးငါပြောပြန်တော့ဒီလိုမျိုးဘုံဘူးလေမတဲ့စောက်ထိုး तू ကစိုက်လိုက်တယ်စိုက်လိုက်တဲ့ခါမှာတည်ရင်မို့ကတော့ကြည့်ပြီးတော့မှ तू ရည်တယ်ဒီကောင်ကမစူးဘူးပဲတော်တော်လေးလိမ်မာတဲ့လူတစ်ယောက်ပဲလူကြီးပြောစကားနားထောင်တဲ့လူတစ်ယောက်ပဲဆိုတာသူ့ရဲ့စိတ်ထဲမှာသူ့ကိုကောင်းတဲ့လူတရအနေနဲ့သူမှန်လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဦးလေးကဖယားရှင်ရဲ့မျက်နာတော်ကိုရှာဖွေတဲ့အခါမှာဖယားရှင်ရဲ့မျက်နာသူ့ပေါ်မှာတက်ရောက်လာတဲ့အတွက်ကြောင့်မလို့တည်ရင်မှုကတော့သူ့သဘောကျသွားတယ်။သဘောကျသွားတဲ့အခါမှာတည်ရင်မှုကစီဒါနာနေပြန်လာတဲ့အခါမှာသူ့ယောက်ျားကိုပြောပြတာပေါ့။အဲဦးလေးကပန်းဆိုင်ဖို့ခေါ်တဲ့အခါမှာကျမပြောတဲ့အတိုင်းသူစိုက်ပေးတယ်။ဒီငါပြောပြန်စိုက်ဖို့ခေါ်တဲ့အခါမှာသူကပန်းပင်စိုက်ဖို့ပြောတဲ့အတိုင်းသူကစောက်ထိုးနဲ့စိုက်တယ်ဒါမဲ့ဒီလူကယူသားတဲ့စိတ်ရှိတယ်မငြာတာတဲ့ဘယ်လိုခေါ်မလိန်လေတတ်တဲ့လူမဟုတ်ဘူးခိုးယူတတ်တဲ့လူမဟုတ်သူစိတ်ထားဖြူစင်တဲ့အတွက်ကြောင့်ဒီလူဟာကျမတို့မိသားစုအတွက်အထောက်အထားကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာသူ့ယောက်ျားစီမှာပြောလိုက်တဲ့အခါမှာလူအများကြီးနော်ဒီတက်ရင်တရက်တက်ရင်ဆိုတာအနည်းဆုံးလူ900ထက်ကမကတဲ့လူထဲမှာသူ့ကိုတက်ရင်မူကသူ့ရှိတန်းမသွားခိုင်းတော့တက်ထဲမှာပဲသူ့နေခိုင်းပြီးတော့မှသူ့အိမ်တွင်ကိစ္စဝဘောနော်သူ့မိသားစုနဲ့လက်တွဲပြီးမှသူ့အိမ်အတွက်လိုအပ်တဲ့အရာကိုကိုနေပန့်ပူပြီးဖို့ရအတွက်အဲ့လူကြီးကိုသူခေါ်ထားလိုက်တယ်ခေါ်ထားလိုက်တဲ့အတွက်ကြောင့်မလို့သူဟာဖရားရဲ့မျက်နာတော်လေးရတယ်ဒီတက်ရင်မိုးရဲ့မိသားစုရဲ့မျက်နာလေးရတယ်ပြီးတဲ့အခါမှာကျမတို့ဖရားချမ်းအတွက်လည်းသူကအချိန်ပြည့်လူအပ်တဲ့နေရာမှာသူအချိန်ပြည့်လာပါဝင်လို့ရတယ်ဖရားရှင်ကအင်မတန်မှကောင်းမြတ်တယ်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာမှာနံပါတ်1ဖရားရှင်ရဲ့မျက်မှောက်တော်ကိုရှာမယ်ဆိုရင်ကျမတို့အတွက်အကောင်းဆုံးသောအရာနဲ့ကျမတို့ကိုဖရားရှင်ကလမ်းဖွင့်ပေးနိုင်တဲ့ဖရားဖြစ်တယ်ဆိုတာကျမအနေနဲ့ခွန်အားပေးလို့ခြင်းဖြစ်တယ်ယောသရဲ့အသက်တာမှာသူရဲ့ညီကိုမောင်နှမတွေရဲ့မုန်းတီးခြင်းကိုခံစားရပြီးမြဲဒီဟာဒီကိုဘီးဖယ်ထားပြီးဖယားရှင်ရဲ့မျက်နာတော်ကိုရှာတဲ့အခါမှာဖယားရှင်ကသူ့ကိုကောင်းချီးပြီးတော့မှဘယင်ကြီးအိမ်မှာခစားခွင့်ပေးတယ်ခစားခွင့်ဆိုတာကဘယင်ကြီးအိမ်မှာအလောက်သမားဆိုတာကအဆအဆအရာရာအောက်ခြေသိမ်းကနေလောက်ရတယ်ဒါပေမဲ့ဖယားရှင်ကသူ့ကိုချီးမြှောက်လာတဲ့အခါမှာခစားခွင့်ပေးတယ်ဆိုတာကိုကျမတို့နားလည်ရတယ်
ဒီအကျမ်းအရာလေးကိုကျွန်မဒီနှုတ်ကပတ်တော်ဖတ်ရှုတဲ့အခါမှာကျွန်မဒီပခါရီကိုသွားတတိရတယ်ဘာဖြစ်လို့လဲဆိုတော့ပခါရသူကဖယားရှင်အတွက်ဆိုရင်သူကဘာပဲလုပ်အသီးဆုံးကနေသူဘယ်လောက်ပဲလုပ်ရသူ့မှာပျော်တယ်ဘာဖြစ်လို့လဲဆိုတော့ဖယားရှင်ရဲ့မျက်နာတော်ကိုရှာတဲ့အတွက်ကြောင့်မလို့သူအမြအလုပ်ကိုငါလုပ်ရတယ်ဆိုတဲ့စိတ်ထားမရှိဘဲနဲ့ငါဒီဖယားရှင်အတွက်ငါအသက်နိုင်ဆုံးဘက်ကဖယားအတွက်လုပ်တဲ့အတွက်ကြောင့်မလို့ငါပျော်တယ်ဖယားအတွက်ငါလုပ်ရတယ်ဆိုပြီးတော့မှသူ့စိတ်မှာတအားပျော်တယ်လို့ပြောလိုက်တဲ့အခါမှာအော်ဒီလူကမကြခင်မှာဖယားရှင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရမယ်ဆိုတာတကယ်ကျွန်မယုံကြည်ခြင်းနဲ့ပြောရဲတယ်ဟာလေလုယာဒါကြောင့်မလို့ကျွန်မတို့ရဲ့အသက်တာမှာကျွန်မတို့ဒီလည်းပဲသူများတဲ့နှိမ်ချဆုံးပေါ့နော်အနှိမ်ချမဟုတ်ဘူးနှိမ်ချနဲ့နှိမ်ချရှိတယ်နှိမ်ချဆိုတာကဒါအကြလုံးအားကြီးတယ်ပေါ့နော်နှိမ်ချဆိုတာကသူများရှိမှနှိမ်ချပြီးတော့မှသူများရှိမှနှိမ်ချခြင်းဟာဘုရားရှင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရမယ်နှိမ်ချတယ်ဆိုတာနှိမ်ချတဲ့လူတွေကအထင်သေးပို့ပြီးခံလာတယ်ဘာမှသုံးလို့မရဘူးပေါ့နော်ဒါပေမဲ့ကိုကနှိမ်ချတာမဟုတ်ပဲနဲ့ဘုရားရှင်မှနှိမ်ချခြင်းအားဖြင့်ဘုရားရှင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရမယ့်လူတွေဖြစ်တယ်ဆိုတာကျွန်မအနေနဲ့ပြောလို့ချင်းဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ကျွန်မဘာကိုပြောချင်လဲဆိုလို့ရှိရင်အားလုံးသိပြီးသားဖြစ်တယ်ဆိုပြီးမဲ့ဓမ္မစာစဝင်ပထမဆောင်အခန်းကြီး16ထဲကိုကြည့်တဲ့အခါမှာဘယ်သူအကြောင်းကိုသိရလဲဆိုလို့ရှိရင်ဒါဝိဒ်ရဲ့သက်တာကိုသိရတယ်နော်ကျွန်မဟိုအရင်လာတော့ကလည်းတစ်ခါဝင်ငါပြေးသွားပြီဒါဝိဒ်ရဲ့သက်တာကိုကြည့်တဲ့အခါမှာသူကြောင့်တော့ဘဝခလေးဘဝပဲရှိသေးတယ်ဒါပေမဲ့သူဒီဖခင်ရဲ့မျက်နာတော်ကိုရှာတဲ့အခါမှာဖခင်ရှင်ရဲ့ကောင်းချီးမင်္ဂလာခံစားပြီးတော့မှဖခင်ရှင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရတယ်ဆိုတာကိုကျွန်မတို့နားလည်ရတယ်ဒါဝိဒ်ရဲ့သက်တာကိုကြည့်တဲ့အခါမှာတောထဲမှာသူကြောင်းတယ်သူရဲ့အဖေမွေးထားတဲ့သားတွေ9ယောက်ထဲကနေပြီးတော့မှသူအငယ်ဆုံးဖြစ်တယ်ပညာမရှိတဲ့ပညာမဲ့တဲ့လူတယောက်ဖြစ်တယ်ဒါပေမဲ့သူ့အကိုတွေသူ့ဖေတွေခိုင်းတဲ့အရာကိုတောထဲမှာသွားပြီးသူကြောင်းရမယ်အလုပ်ဖြစ်တယ်ဒါပေမဲ့သူကြောင်းရင်းနဲ့ဖယားနဲ့စကားပြောရင်းနဲ့ပြောမယ်ဆိုရင်အဆက်မပြတ်ဖယားရှင်ကိုချီးမွမ်းရင်းနဲ့တနည်းကြတော့ဖယားရှင်ကကောင်းချီးပေးလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒါဝိဒ်ရဲ့သက်တာရှမွေလကနေပြီးတော့မှဖယားရှင်ကရှမွေလကိုစီခိုင်းပြီးတော့မှဒါဝိဒ်ရဲ့သက်တာမှာဖယားရှင်ရဲ့ဗိတ်သိက်ခြင်းကိုပေးခိုင်းတယ်ဆိုတာကျွန်မတို့နားလည်ရတယ်ဓမ္မစာစဝင်ပထမဆောခန်းကြီး7အငယ်7 73ကိုကြည့်တဲ့အခါမှာကျွန်မတို့သိရှိရတယ်နော်ဒီအကျမ်းအရာလေးကိုကျွန်မဘာဖြစ်လို့ဒီအကျမ်းအရာလေးကိုပြောချင်လဲဆိုတော့ဖယားရှင်ရဲ့မျက်မှောက်တော်ဆိုတာကအဝေးမှာမရှိဘူးကျွန်မနဲ့တင်နဲ့ကျွန်ုပ်ရဲ့နားမှာပဲရှိတယ်ဖယားရှင်ရဲ့မျက်နာတော်ကိုရှာဖွေတော့သူကဖယားရှင်ရဲ့ကောင်းချီးမင်္ဂလာခံစားမဲ့လူတွေပဲဖြစ်ပါတယ်ကျွန်မတို့ဖယားရှင်ရဲ့မျက်နာတော်ကိုရှာလေဖယားရှင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရမှာဖြစ်တယ်ဖယားရှင်ကျွန်မတို့ကိုအမြဲတမ်းစကားပြောခြင်းတယ်ကျွန်မတို့နဲ့အမြဲတမ်းသူစကားပြောပြီးတော့မှအမြဲတမ်းတိုင်ပင်ခြင်းတယ်ဖယားရှင်ဟာကျွန်မတို့နဲ့စကားပြောတာကိုစကားပြောလေနားနေတဲ့ငင်းငွေတဲ့ဆိုတာမရှိဘူးစကားပြောလေကြိုက်လေပဲဖြစ်တယ်ကျွန်မတို့လူသားတွေသားဆိုရင်စကားပြောရင်ဟဲ့နေကစကားများလိုက်တာကျွန်မအိမ်မှာဆိုရင်ကျွန်မသားသမီးတွေဆိုလို့ရှိရင်ပေါ့နော်ကျွန်မသားသမီးတွေအပြစ်ပြောတာမဟုတ်ကျွန်မဆုတောင်းရင်လည်းအမေကလည်းဆုတောင်းရင်နားနေတယ်ဆုပဲတောင်းနေတာပဲဆုပဲတောင်းနေတာပဲစကားပြောလိုက်လို့ရှိရင်ဖယားတရားနဲ့သူတို့အားပေးလိုက်လို့ရှိရင်ဒါဒီပြောမယ်ဆိုရင်ငါတို့အလုပ်သွားလုပ်မယ်လားဘာလုပ်မယ်ညာလုပ်မယ်သူတို့ထားသွားတယ်ပြောချင်တာကကိုယ့်သားသမီးတွေကိုကောင်းကြီးခံစားခြင်းစီးခြင်းလို့ကိုကပြောဆိုခြင်းဖြစ်တယ်ဒါတည်းကိုသားသမီးတွေမကောင်းဘူးလို့ပြောချင်တာမဟုတ်ဖိုင်လူတွေကစကားများပြောတာမကြိုက်ဘူးစကားများပြောတာကိုကြိုက်တာဖယားရှင်ပဲဖြစ်တယ်ဖယားကိုများစကားပြောခြင်းဖယားရှင်ခမရတတော်ပြောင်းလဲအောင်ဖန်ဆင်းပေးနိုင်တဲ့ဖယားဖြစ်တယ်ဟာလေလုယာပြောင်းပြန်လာပြီးနိုင်တဲ့ဖယားဖြစ်တယ်ဒီဘဝကနေအမြင့်ဆုံးတဲ့အနေမှာအမြင့်ဆုံးတော့အထက်မှာချီးမြှောက်ပေးနိုင်တာဖယားရှင်ပဲဖြစ်တယ်ကျမတို့ကအမြင့်ဆုံးမှာဖယားရှင်ရဲ့ချီးမြှောက်ခြင်းလက်ခံစားခြင်းနဲ့ကိုနေချင်းတလူနေမယ်သွားချင်းတလူသွားမယ်အိတ်ချင်းတလူအိတ်မယ်ကိုနေချင်းတလူနေဖယားရှင်ရဲ့ချီးမြှောက်ခြင်းဘယ်တော့မှမခံစားဘူးဖယားရှင်ရဲ့မျက်မှောက်တော်ကိုခံစားခြင်းနဲ့အမြင့်ဆုံးသောနေရာမှာဖယားရှင်ချီးမြှောက်ခြင်းခံစားခြင်းနဲ့ဘာလို့ရမလဲ
ဖယားရှင်နဲ့မြတ်မြတ်စကားပြောရမယ်ဟာလေလုယာအားဒီဖြစ်စီမအားဒီဖြစ်စီဖယားရှင်နဲ့မြတ်မြတ်စကားပြောမယ်ဆိုလို့ရှိရင်ဖယားရှင်ရဲ့ချီးမြှောက်ခြင်းခံစားရမှာဖြစ်တယ်ဒါဝိရဲ့အသက်တာတောထဲမှာရှိတယ်တောထဲမှာသူကြောင်းနေတယ်ဒါပေမဲ့ဖယားရှင်ရဲ့မျက်မှောက်တော်ကိုသူ့အပေါ်မှာတက်ရောက်လာတဲ့ခါမှာသူဟာတောထဲကနေပြီးတော့မှခေါ်ထုတ်ပြီးတော့ဘာဖြစ်လဲဖယားရှင်ကသဆက်ရှမွေလကိုခေါ်ပြီးတော့မှဒီဒါဝိရဲ့အပေါ်မှာငါရဲ့ဗိတ်တိတ်ကိုတွန်းလောင်းပြီးပါသူဒီငါဘယင်အဖြစ်ငါခန့်အပ်ထားတော်လူဖြစ်တယ်ဆိုတာကိုဘုရားရှင်ကရှမွေလကိုတဆင့်ပြောခိုင်းတယ်ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာမှာဘာမဟုတ်ဘူးငါဘာမှမလုပ်တတ်ဘူးဆိုပြီးမြဲဒီတိုင်းညီဘူးမဟုတ်ဘူးဘုရားရှင်စီမှာကျမတို့ဆုတောင်းပြီးဘုရားကိုဖိတ်ရမယ်ဆိုရင်တနည်းမကြခင်မှာဘုရားရှင်ရဲ့ချီးမြှောက်ခြင်းကိုကျမတို့ခံစားရမှာဖြစ်တယ်ကျမတို့ပြီးခဲ့တဲ့အရင်တစ်ပတ်ကပေါ့နော်စနေနေ့လူငယ်တွေနဲ့ဘိန်တုံးဆုတောင်းသွားကြတယ်ဆုတောင်းသွားတဲ့အခါမှာဖယားရှင်ကကျမတို့ကိုစကားပြောတယ်ဆုတောင်းရင်နဲ့ဖယားရှင်ကအဓိကကျမတို့ဟာဒီဘိန်တုံးဆုတောင်းသွားတယ်ဆိုတာကျမတို့ဆယ်လိုက်ပိုင်းမှာပြုလုပ်မဲ့ကျင်းပမဲ့လူငယ်တွေရဲ့ vision ဖြစ်တဲ့ကိုယ်စိတ်အတွက်ကျမတို့ကဲမတွက်ဆုတောင်းတယ်ကျမတို့ကရှိပြီးသားအပေါ်မှာကျမတို့ကလိုကမလဲရှိပြတဲ့အရာပေါ်မှာကျမတို့ကလှုပ်ရှားမှာမဟုတ်မရှိသေးတဲ့အရာပေါ်မှာကျမတို့ယုံကြည်ခြင်းနဲ့ခြေလာမဲ့လို့ဖြစ်တယ်။ဒါကြောင့်မလို့ဒီဆယ်လပိုင်းမှာကျင်းပမဲ့ကဲမအတွက်ပတ်စံတပြားမှမရှိသေးဘူး။တင်တန်းလုံးမဲ့တာပြောတာဘယ်နေရာမှာတင်တန်းကဲမလို့ရမယ်မသိသေးဘူး။နေရာအတိအကျမသိသေးဘူး။ဒါမဲ့ကျမတို့စုတောင်းတယ်။ဖယားရှင်ကကျမတို့ကိုပြောလဲအောင်မြင်တဲ့အုံလံကိုခုနကျိန်ထူခိုင်းတယ်ဟာလေလုယာမကြခင်မှာဖယားရှင်ရဲ့ကောင်းမြတ်တဲ့ရာကိုကျမတို့အသင်းတော်မှာမြင်တွေ့ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ယုံကြည်ခြင်းနဲ့ဆုတောင်းပါမရှိသေးတဲ့အရာရှိအောင်ဖန်ဆင်းပေးနိုင်တာကျမတို့ကိုးကွယ်တဲ့ဖယားဖြစ်တယ်ကျမတို့ရှိပြတဲ့ပေါ်မှာခြိလန်းတဲ့လူမဟုတ်ဘူးမရှိသေးတဲ့အရာပေါ်မှာခြိလန်းခြင်းတွေယုံကြည်ခြင်းဖြစ်တဲ့ဖယားရှင်ရဲ့ကောင်းခြင်းမင်္ဂလာကျမတို့ကမြင်တွေ့ရမှာဖြစ်တယ်လူအနေနဲ့ဘယ်လိုမှမဖြစ်လာနိုင်ဘူးဘာကြောင့်လဲလူအနေနဲ့ကြည့်မယ်ဆိုရင်ကျမတို့အသင်းတော်မှာငွေရေးကြေးပိုင်းမှာချမ်းသာတဲ့လူမရှိဘူးပညာရေးပိုင်းမှာပညာရှိတဲ့လူမရှိဘူးနော်ဘယ်သူမှအားကျစရာဘယ်သူမှမရှိဘူးဒါပေမဲ့ကျမယုံကြည်တယ်ဖယားရှင်အလိုတော်ရှိတဲ့အတွက်ကြောင့်မလို့မရှိတဲ့အရာပေါ်မှာဖယားရှင်ကအလုတ်လုတ်သွားမှာဖြစ်တယ်နော်မင်္ဂလာဆောင်တဲ့ပွဲမှာစပိရီကုန်သွားတယ်ဒါမဲ့ဖယားရှင်ကရီကူယူခိုင်းပြီးတော့မှအရင်စပိရီထက်ကောင်းအောင်ဖန်တီးပေးနိုင်တာကျမတို့ကိုးကွယ်တဲ့ဖယားရှင်ဖြစ်တယ်ဟာလေလုယာတင်တန်းသူတင်တန်းသားတွေတယောက်မှမရသေးဘူးဒါမဲ့ကျမတို့ကမဖိတ်ခေါ်တတ်ဘူးဒီဟာပျောက်ဆုံးသောဝိညာဉ်ဖြစ်တယ်ဒီဟာကဲတဲ့ချင်းမရသေးတဲ့လူဖြစ်တယ်လာခဲ့ပါကျမတို့ကဲတဲ့ချင်းအကြောင်းပြောမယ်လို့ဘယ်သူမှကသွားပြီးတော့မှမခေါ်ရဲဘူးဒါပေမဲ့ကျမတို့ခေါ်ရင်လည်းသူတို့လာချင်မှလာမယ်ကျမတို့ဇုံကြည့်ချင်တာဖြစ်ဆိုတောင်းတဲ့သူတို့အတွက်ဖိတ်ခေါ်မယ်ဆိုရင်ဖယားရှင်တကယ်လိုအပ်တယ်ဆိုရင်ဗိမာန်တော်ထဲကိုပို့ဆောင်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ယုံကြည်ခြင်းကိုထားစားမှာဘာမှစိတ်တိုင်းမကြနဲ့ကျမတို့ရဲ့ယုံကြည်ခြင်းကိုအောင်မြင်ခြင်းပေးနိုင်တဲ့ဖခင်ဒီကနေ့ကျမတို့ရဲ့အလယ်မှာရှိတယ်ဆိုတာကျမအနေနဲ့ခွန်အားပေးလို့ခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့စာလံဆရာကြီးကပြောလဲစာလံ119အပိုင်းငယ်164နေ့လည်းတော့ဆရာပြောပြီးပြီနော်။ဖြောင်းမစွာစီရင်တော်မူချက်ကြောင့်ကိုရောကိုတရက်ခုနကြိမ်ချီးမွမ်းနေ။ဖခင်ရှင်ကိုနေ့တိုင်းချီးမွမ်းရမယ်။အချိန်မရွေးဖယားကိုချီးမွမ်းရမယ်ချီးမွမ်းလေဖယားထံတော်ဘာမှလာတဲ့ကောင်းကြီးမင်္ဂလာခံစားရမှာဖြစ်တယ်ဟာလေလုယာဖယားရှင်ကချီးမွမ်းခြင်းဂုဏ်ပြုခြင်းခံထိုက်တဲ့ဖယားဖြစ်တဲ့အတွက်ကျမတို့ဒီလူချင်းတောင်မှချီးမွမ်းခြင်းခံချင်တာပဲဒါပေမဲ့လူချင်းချီးမွမ်းတဲ့ကမှာခဏနေဒီကနေပြန်သွားရင်ဒီချီးမွမ်းခြင်းကကွယ်ပြောက်တတ်တယ်ဒါပေမဲ့ကျမတို့ကိုးကွယ်တဲ့ဖယားရှင်ကိုကျမတို့ချီးမွမ်းတဲ့အခါမှာထာဝရအသက်ချီးမွမ်းခြင်းဟာလေလုယာဘယ်တော့အခါမှရှုံးတဲ့ကုံဆုံးတဲ့မရှိဘူးဖယားရှင်ဒီကျမတို့ကသူ့အများများချီးမွမ်းလေသူဒီကျမတို့အတွက်စီမံချက်အများကြီးရှိပြီးသားဖြစ်တယ်နောက်မှာကျမတို့ကိုဘယ်လောက်ထိကောင်းချီးပေးမယ်ဆိုတာအဲ့ဒါယုံကြည်ခြင်းနဲ့မြင်တွေ့ထားပြီးပြီဆိုရင်ဖယားကိုမချီးမွမ်းမဲ့ဘယ်သူမှမနေနိုင်ဘူးဒါကြောင့်မလို့ကျမတို့ဒီဖယားရှင်အတွက်အားစိုက်ပြီးတော့မှအချိန်မရွေးဖယားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းရမယ်ဆိုတာကျွန်မအနေနဲ့ခွန်အားပေးလို့ခြင်းဖြစ်တယ်။စာလံကျမ်း145အပိုင်ငယ်1ကနေနှစ်ကိုကြည့်တဲ့အခါမှာနေ့တိုင်းအစင်မပြတ်ချီးမွမ်းရမယ်။ဒါဝိဒ်ကဘာဖြစ်လို့အဲ့လောက်ကြီးပြောလဲ။
ตัวพยากูชีมวนลิลิกองจีขันซาลิลิสุราตุยอัตตามากูตุยขันซาเด็ดตัวจำลูกชีมวนไทยเด็ดตัวชีกูชีมวนยาเมลุกเปียวเลยถ้าจำลูกจะนอนจะมาดูไอ้ตัวไอ้ยาวสิเด็ดตามาพยาเสียงกูมีอะไรชีมวนยาเมနောက်တစ်ခုကကျွန်မဗာပြောချင်လဲဆိုတော့လူအနေနဲ့မဖြစ်နိုင်တဲ့အရာစဉ်းစားလို့မရတဲ့အရာတစ်ခုကဘာလဲဆိုရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်1ကနေကြည့်တဲ့အခါမှာကျွန်မတို့ဘယ်သူ့အကြောင်းတွေ့ရလဲဆိုတော့မာရိယအကြောင်းတွေ့ရတယ်မာရိဆိုတာမသိတဲ့လူရှိကြမလားမသိဘူးမာရိဆိုတာကျွန်မတို့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ကျွန်မတို့ယေရှုကိုဖွားမြင်ပြီးမွေးဖွားပေးတဲ့ယေရှုရဲ့အမေမာရိဖြစ်တယ်မာရိယအသက်တာကိုကြည့်တဲ့အခါမှာလူကာခန်းကြီး1အငယ်30ကိုကြည့်တဲ့အခါမှာဘာလို့မြင်တွေ့ရလဲကောင်းကင်တမန်ကမာရိကိုပြောလဲကြောက်ရွံ့ခြင်းမရှိနဲ့တဲ့သင်ဒီဖယားသခင်ရဲ့ရှေ့မှာမျက်နှာရတော်သူဖြစ်တယ်တဲ့ဘာဖြစ်လို့ကောင်းကင်တမန်ကမာရိကိုအဲ့လိုပြောရတယ်လဲမာရိယဖယားကိုချစ်တဲ့လူတစ်ယောက်ဖြစ်တယ်နော်သူရဲ့အသက်တာမှာဖြိုစင်တဲ့လူတစ်ယောက်ဖြစ်တယ်ဖယားကိုချစ်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဖယားရဲ့မျက်နှာတော်ကိုရရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ကောင်းကင်တမန်ကသူ့ဘာပြောလဲမာရိဘာမှကြောက်ရွံ့ခြင်းမရှိနဲ့။နေဟာမကြခင်မှာပရိတ္တိယူပြီးတော့မှနေကသားယောက်ျားပွားမြင်ရမယ်။ဒီသားဟာယေရှုဆိုပြီးတော့မှနာမည်မေးရမယ်။ယေရှုဆိုတာအပြစ်သားများကိုကယ်တင်တဲ့ယေရှုဖြစ်တယ်ဆိုတာကိုကောင်းကင်တမန်ကမာရိကိုပြောတဲ့အခါမှာမာရိကမဖြစ်နိုင်ဘူးလူအနေနဲ့စဉ်းစားမယ်ဆိုလုံးဝမဖြစ်နိုင်ဘူးဘာကြောင့်လဲမာရိကအိမ်ထောင်ပြုတ်တဲ့လူမဟုတ်သေးဘူးသူ့မှာရေးစားစင်ပဲရှိသေးတယ်ဒါမဲ့သူကယောက်ျားနဲ့အတူတူအိတ်တဲ့လူတယောက်မဟုတ်သေးဘူးဖြူစင်တဲ့အမျိုးသမီးတယောက်ဖြစ်တယ်ဒါမဲ့ကောင်းကင်တမန်ကလာပြီးတော့မှကြောက်ရွံ့ခြင်းမရှိနဲ့နေရာမကြခင်မှာဖခင်ရဲ့ကောင်းကြီးခံစားရမယ်လို့ဖြစ်တယ်ဖခင်ရဲ့မျက်နှာရတော်သူဖြစ်တယ်နေရာမကြခင်မှာခလင်းမွေးရမယ်ပြောလိုက်တဲ့အခါမှာမာရိယာဘာပြောလဲကောင်းကင်တမန်ဖခင်ရှင်ကနေပြီးတော့မှတဆင့်ပြောခိုင်းတဲ့ကောင်းကင်တမန်စကားပြောတဲ့အရာကိုသူဝန်ခံလိုက်တဲ့အခါမှာကောင်းကင်တမန်ကမာရိစီကနေထွက်သွားတယ်ဆိုတာကိုကျမတို့ရှင်လုကာထဲကိုကြည့်တဲ့အခါမှာသိရတယ်ဒါဟာလူအနေနဲ့ကြည့်မယ်ဆိုရင်ဘယ်လို့မှမဖြစ်လာနိုင်ဘူးဒါပေမဲ့ကောင်းကင်တမန်ကနေပြီးတော့မှလာပြောတဲ့အတွက်သူဝန်ခံလိုက်တဲ့အခါမှာမာရိရဲ့အထဲမှာသူ့ရဲ့ဘိုက်ထဲမှာကိုဝင်ရှိတယ်ကိုဝင်ရှိတာ9ရက်ပဲရှိသေးတယ်ဒါပေမဲ့9ရက်ပဲရှိသေးပြီမဲ့သူဟာသူ့ရဲ့တဝင်းကွက်အမစီကိုတွားတဲ့အခါမှာသူ့ရဲ့တဝင်းကွက်အမဟာသူ့ရဲ့ဘိုက်ထဲမှာခလေး6လရှိနေပြီအဲ့ဒါကဘယ်သူလဲဆိုတော့ယောဟန်ရဲ့အမေစီကိုသူတွားလိုက်တယ်ဒါကျွန်မဖတ်ဆိုတဲ့အခါမှာကျွန်မတော်တော်လေးအံ့ဩတယ်လူအနေနဲ့စဉ်းစားတဲ့အခါမှာဘလူနည်းနဲ့မှမဖြစ်လာနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့မာရိရဲ့ဘိုက်ထဲမှာကိုဝင်ရှိတာ9ရက်ပဲရှိတယ်ဒါမဲ့သူတဝန်ကိုအမစီတွားတာလဲ9ရက်ကြာတယ်လမ်းမှာ9ရက်ကြာပြီးတော့မှသူ့အမရှိရောက်သွားတဲ့အခါမှာသူ့အမကိုလမ်းတွေ့တာနဲ့သူ့အမရဲ့အထဲမှာရှိတဲ့ယောဟန်က6လသူ့အမေရဲ့ဘိုက်ထဲမှာ6လရှိတယ်အဲ့ဒါကိုမာရိလာတော့တွေ့လိုက်တဲ့အခါမှာသူ့ရဲ့တကူတော်ပေါ့နော်အထဲမှာရှိတဲ့အပိကနေကယ်တင်တဲ့ယေရှုခရစ်တော်သူ့ရဲ့ဘိုက်ထဲမှာရှိတယ်ဆိုတာမြင်တွေ့လိုက်တဲ့အခါမှာသူ့ရဲ့ဝိညာဉ်ကတိသွားတဲ့အခါမှာသူကအမတမ်းမဝမ်းသာပြီးတော့မှတုန်လှုပ်ပြီးကခုန်နေတယ်တဲ့အဲ့ဒါကိုသူ့အမေရဲ့ဘိုက်ထဲကနေပြီးတော့မှယောဟန်ကကခုန်နေတယ်တဲ့ကခုန်နေတာကိုသူယောဟန်ရဲ့အမေတွေ့သွားတဲ့အခါမှာတိသွားတဲ့အခါမှာသူ့ရဲ့တဝန်းကွယ်နေမအမေကိုပြောတယ်နေဟာတဲ့မိမတကာတော့ထက်မြတ်တော်မိမဖြစ်တယ်နေ့ထဲမှာရှိတဲ့ဒီခလေးကြောင့်ငါသားကပျော်လို့ငါဘိုက်ထဲကနေခုန်ပေါက်နေတယ်ဆိုတာကိုသူပြောလိုက်တယ်ဒါလူအနေနဲ့မဖြစ်နိုင်တဲ့အရာဖြစ်တယ်ဒါမဲ့ဘုရားရှင်အနေနဲ့မဖြစ်နိုင်တာဘာမှမရှိဘူးဆိုတာကျွန်မပြောလို့ချင်းဖြစ်တယ်ဒါကြောင့်ကျွန်မတို့ရဲ့အသက်တာမှာဒီလိုအချင်းနေနဲ့ကြည့်တဲ့အခါမှာဘာမှဆိုမဖြစ်နိုင်ဘူးဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးဆိုပြီးမျောလင့်ချက်ကုံဆုံးနေတဲ့အချိန်မှာပင်ဖယားရှင်นี่ကျွန်မတို့ကိုမျောလင့်ချက်ပေးတဲ့ဖယားဖြစ်တယ်ကျွန်မတို့ကိုဒီမျောလင့်ချက်ကုံဆုံးခြင်းကနေပြီးတော့မှကျွန်မတို့ရဲ့အသက်တာကိုချီးမြှောက်ခြင်းအမြင့်ဆုံးတော်နေရာမှာချီးမြှောက်တင်ပေးနိုင်တာကျွန်မတို့ကိုးကွယ်တဲ့ဖယားဖြစ်တယ်
နော်နေ့တိုင်းဖယားရှင်ကကျမတို့နဲ့စကားပြောချင်တဲ့ဖယားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့အသက်တာမှာလည်းပဲကျမအနေငယ်တက်တည်ခံခြင်းတယ်ဘာလဲဆိုတော့ကျမတို့ရဲ့အသက်တာမှာလှုပ်တဲ့အကျင့်တစ်ခုရှိတယ်ပြောမယ်ဆိုရင်ကျမမှာသမီး2ယောက်မွေးတယ်ဒါပေမဲ့ကျမမွေးတဲ့သမီးတွေဆိုလို့ရှိရင်အမေကိုအမေသူတို့ချစ်တယ်ဒါပေမဲ့ပစကနေဒီနေ့လေတော့ငါဆရာပြောပြီးပြီကိုမိမတွေဆိုအမေရဲ့အမေသမီးကအမေကိုချစ်တယ်နော်ဘာဖြစ်တယ်ညာဖြစ်တယ်အမေကိုစကားပြတ်အမေရင်ထဲမှာတအားပြောတယ်ဒါပေမဲ့သားသမီးတွေကအဲ့လိုမရှိဘူးနီမကောင်းတာတော့အမေဘလူနီလဲနီကောင်းလားတက်တာလားကျမ်းမာလားဘာစားမလဲဘာစားချင်လဲတခါမှမမီးဘူးကျမရဲ့တမဲဖြစ်တဲ့ဆရာထွန်းဆိုရင်လေကျမတားအရင်လိုပဲသူရှိမှကျမချီးမွမ်းတာမဟုတ်တကယ်သူကမနဲ့မိုးလင်းလာပြီဆိုရင်ကျမသူအဲ့ရမထားခင်သူတို့အလုပ်မသွားခင်မှာကျမအစင်တန်ကော်ဖီဖြောထားပြီးတယ်ထမင်းဆိုင်ဒီအစင်တန်ကျမလှုပ်ထားပြီးပါကျမဖះเจ้าမှာဖះမနဲ့အာယုံကိုဆုတောင်းသွားတယ်ဆုတောင်းသွားပြီးမှသူတို့အတွက်ကျမအစင်တန်ထားပြီးတယ်ဆရာတော်ဆိုရင်ထားလာလို့ရှိရင်အမေဘယ်လိုလဲညတော့ကအိတ်လို့ကောင်းလားအိတ်ရေဝလားညအလုပ်ပြန်လာလို့ရှိရင်အမေဘယ်လိုလဲခလေးတွေရောအနီလားအမေပင်ပန်းလားသူအမေနဲ့မနဲ့တစ်ချိန်ညတစ်ချိန်သူပုံမှန်မေးတယ်ကျမလည်းသူတို့အလုပ်သွားမယ်ဆိုချင်းလိုနဲ့ပြောမယ်ချင်းလိုနဲ့ကျမပြောတယ်တော့ပန်ထူဖောင်ပြန်နိုမောနနစပ်နာဝတ်တော့ပန်ကံပြီးတယ်နော်ကျမမဲတိုင်းပြောတယ်ပြန်လာရင်ဘလူနီလဲပင်ပန်းကြလားသူတို့အပစ္စည်းတွေကိုကျမတွားကျူပြီးတော့မှကျမစပွဲပေါ်မှာသူတို့ရဲ့ထမင်းဆိုင်တွေကိုကျမထားပြီးတယ်ပြောချင်တာကကျမရဲ့သမီးတွေမကောင်းဘူးလို့ပြောချင်တာမဟုတ်မိဘဆိုတာကသူတို့ကမချစ်တာမဟုတ်ချစ်တယ်ဒါပေမဲ့ပစက်နဲ့ပြောထွက်တဲ့အတန်ကိုကြားချင်တဲ့မိဘဖြစ်တယ်သူနည်းသူဆိုပဲဖယားရှင်တွေလည်းပဲကျမတို့ပြောတဲ့စကားကိုနားထောင်ခြင်းတဲ့ဖယားဖြစ်တဲ့အတွက်ကျမတို့ဒီအားဒီဖြစ်စီမအားဒီဖြစ်စီနေ့စဉ်နေ့တိုင်းဖယားနဲ့စကားပြောဖို့မမိတ်ကြနဲ့လို့ကျမပြောလို့ခြင်းဖြစ်တယ်ဟာလေလုယာဖယားရှင်တွေများများစကားပြောခြင်းခံခြင်းတော်သူဖြစ်တဲ့အတွက်ကျမတို့ဒီဖယားရှင်ကိုများများစကားပြောဖို့ရအတွက်ကျမအားပေးလို့ခြင်းဖြစ်တယ်ဆိုတာကျမခွန်အားပေးလို့ခြင်းဖြစ်တယ်ပုံပြင်တစ်ခုကျမပြောချင်သေးတယ်ဒီမှာလူငယ်တော်တော်များများရှိတယ်လူငယ်တွေရှိတဲ့အတွက်ကြောင့်မလို့အဓိကဖယားကိုနံပါတ်1နေရာမှာထားပြီးဖယားရဲ့မျက်နှာကိုရှာရင်သားတို့သမီးတို့လူချင်တဲ့အရာကိုလိုအပ်တာထက်လူချင်တာထက်လိုအပ်တဲ့အရာကောင်းသောအရာကိုပြီးနိုင်တဲ့ဖယားဖြစ်တဲ့အတွက်ကျမဗာပြောချင်လဲဆိုတော့အဲ့ဟိုလီယာပေါ့နော်ဒီကတကယ်အဖြစ်ပြက်အစနဲ့ကျမပြောသွားတဲ့တရားကလည်းအဖြစ်ပြက်ဒါတော့ပြောမယ်ဆိုရင်ဒီမှာဆရာတို့လည်းသိမယ်ကျမတို့အတင်းတော်လို့ကြာခု US ရောက်သွားပြီ US ရောက်သွားလို့ဖယားရှင်ကသူတို့အသုံးပြုပြီးတော့မှသူတို့ဒီလည်းပဲအတင်းတော်အတွက်လည်းလုပ်တယ်နောက်ပြီးတော့ဒီရန်ကုန်မှာ mission တွေထားပြီးတော့မှပြီးခဲ့တဲ့ဒီစာတော့ကလည်းသူတို့မိသားစုရန်ကုန်ပြန်ပြီးတော့မှသူတို့လွတ်ထားတဲ့ mission တွေကိုသွားကြည့်ကြတယ်ပေါ့နော်ဖယားရှင်ကသူတို့ကိုချီးမြှောက်တယ်အခုလည်းပဲတကယ်လက်တွေ့ဖြစ်တဲ့အကြောင်းအရာလေးကိုကျွန်မလူငယ်တွေကိုအားပေးခြင်းနဲ့ဒီဦးလေးဟာဆိုလို့ရှိရင် तू ဟာကိုကြီးကိုခန္ဓာပေါ့နော်ဘလို့မှမက်မောစရာမရှိဘူးအရောက်ကြီးကလှပါတယ်ဆိုတာမရှိဘူးဒါပေမဲ့ तू စိတ်ထားကောင်းတယ်စိတ်ထားကောင်းတဲ့အတွက်ကြောင့်မလို့ तू ကမြို့တစ်မြို့ကိုသွားတယ်မြို့တစ်မြို့သွားတဲ့အခါမှာအဲ့မြို့မှာတတိယအိမ်မှာ तू ကအိမ်ဖော်အနေနဲ့အလုပ်လုပ်တယ်တတိခိုက်သမျှ तू ကလုပ်တယ်တတိခိုက်သမျှလှုပ်တဲ့အခါမှာတတိယဒီနေ့ဒါလှုပ်အောင်တော့ဆိုလှုပ်ပါလို့ပြောတဲ့အရာတက်ပူပြီး तू ကလှုပ်ဆောင်သွားတယ်ဒီတစ်ခုခိုက်ရင် तू ကနှစ်ခုသုံးခုပူပြီးအလုပ်လုပ်တယ်တရက်ပြီးတရက်တစ်နေ့ပြီးတစ်နေ့လှုပ်လာတဲ့အခါမှာဘယ်နှစ်နှစ်ကြာသွားလဲ10နှစ်တောင်ဒီတတိအိမ်မှာ तू အလုပ်လုပ်လာခဲ့တယ်နောက်ဆုံးမှတတိယဒီလူရဲ့အသက်တာကိုကြည့်ပြီးတော့မှ तू ဟာမခိုးတတ်မဖွက်တတ်အမတမစိတ်ထားဖြိုစင်တဲ့လူကတော့ရုပ်ကြီးမချောဘူးမလှဘူးချစ်စပွားလည်းမကောင်းဘူးဒါပေမဲ့ तू ကစိတ်ထားကောင်းတဲ့အတွက်ကြောင့်မလို့တတိကဒီလူဟာငါအိမ်အတွက်ငါရဲ့လုပ်ငန်းအတွက် तू ငါသူ့နေရာခန့်ထားပြလိုက်လို့ရှင်ငါပစ္စည်းတွေကို तू ထိမ့်သိမ်းနိုင်မယ်ဆိုတာယုံကြည်စိတ်ချတဲ့အတွက်ကြောင့်မလို့တနေ့ကျတော့သူ့ကိုခေါ်ပြီးတော့မှအဲ့လူကို तू ဘာပြောလဲဆိုတာဘာပဲဖြစ်ဖြစ်ငါနင့်ကိုကြည့်တာလဲကြာနေပြီငါအိမ်ထဲအလုပ်လုပ်တာငါခိုက်သမျှလုပ်တာ10နှစ်ရှိနေပြီဒါကြောင့်မလို့ငါတခြားလူတွေစိတ်မချအောင်နင့်ကိုပဲငါစိတ်ချတယ်ဒါကြောင့်ငါနင့်ကိုတမက်တော်ချင်တယ်လို့ပြောလိုက်တဲ့အခါမှာမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲ तू ရုပ်ရည်မချောဘူး
ဒါပေမဲ့ဒီတတိယသားသမီးတွေကအင်မတန်မှချောမောလှပတဲ့သမီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့လူဘက်ကကြည့်မယ်ဆိုရင်ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတာသူသိတယ်ဒါပေမဲ့တတိယသူ့စိတ်ထားကောင်းတဲ့အတွက်သူ့ကိုယုံကြည်စိတ်ချတဲ့အတွက်ကြောင့်မလို့သူ့ကိုတမက်နေရာမှာသူတာဝန်ပေးလိုက်တယ်အဲ့ချိန်မှာသူ့ရဲ့သမီးကိုခေါ်ပြီးတော့မှသမီးဒီနေ့ကနေစပြီးတော့မှဒီဦးလေးကငါတို့နဲ့အတူ10နှစ်ရှိပြီအဖေခိုင်းသမျှအကုန်လုံးသူလုပ်တယ်အဖေခိုင်းတာထက်ပိုပြီးအလုပ်လုပ်တယ်ဒါကြောင့်အဖေရဲ့လုပ်ငန်းကိုသူပဲတာဝန်ယူနိုင်မဲ့ဒီလူဟာတာဝန်ယူနိုင်မဲ့အတွက်ကြောင့်မလို့အဖေမှာရှိတဲ့အမွေဥစ္စာတွေသမီးတို့နှစ်ယောက်ကိုပေးမယ်ဒါကြောင့်သမီးကဒီဦးလေးကိုယူရမယ်လို့သူ့သမီးကိုပြောလိုက်တဲ့ခါမှာသူ့သမီးကအဖေပြောတဲ့အတိုင်းသမီးကလည်းမလွန်ဆန်မဲနဲ့အဖေပြောတဲ့အတိုင်းလက်ခံပြီးတော့မှသူတို့ကမင်္ဂလာဆောင်လက်ထပ်ကြတယ်တဲ့သူ့ယောက်ျားလုပ်တဲ့လူကလည်းဝမ်းနေတာလုံးတညလုံးထမင်းတောင်မစားနိုင်ဘူးမအိမ်နိုင်ဘူးအဲ့လောက်ဖြစ်နေတယ်ဝမ်းတာလုံးဘာကြောင့်လဲသူ့ရဲ့ရုပ်ရည်ကချောမှမချောတာဒါပေမဲ့သူနဲ့ယူတဲ့မင်းကလေးကအင်မတန်မှချောမောလှပဖြူစင်တဲ့အသားရည်ဆိုရင်လည်းပန်းနုရောင်လေးနဲ့အင်မတန်မှချောမောလှပတဲ့တယောက်ကိုမိမအနေနဲ့သူကရပိုက်ခွင့်ရတဲ့အတွက်ကြောင့်မလို့ပျော်လွန်းအားကြီးတော့သူ့မှာအိမ်မပျော်နိုင်ဘူးလို့ပြောတယ်အဲ့ချိန်မှာသူဘာပြောလဲဆိုတော့ဒီသူ့ရဲ့မြို့ပေါ်မှာပစ္စည်းမကဘူးသူ့ရဲ့အိမ်သားရဲ့ရတင်ရထိုက်တဲ့အမွေဥစ္စာမကပဲနဲ့တခြားမြို့ပေါ်မှာရှိတဲ့ဇတနာဆိုင်တော်မှာသူ့ကိုလွယ်အပ်ကြောင်းကိုကျွန်မသိရတယ်အဲ့ဒါကိုကျွန်မကြည့်လိုက်တဲ့အခါမှာဘာလို့အားပြီးချင်လဲဆိုဒီလူဟာကောင်းလို့မဟုတ်ဘူးဖယားရဲ့မျက်နာတော်ကိုရှာပြီးတော့မှဖယားရဲ့မျက်နာကိုရတဲ့အခါမှာဖယားရှင်တွေသူနဲ့ထိုက်တန်တဲ့နေရာကိုထိုက်တန်တဲ့အရာကိုပေးတယ်ဆိုတာကျွန်မတို့သိရှိရတယ်ဟာလေလုယာဒါကြောင့်ကျွန်မတို့ရဲ့အသင်းတော်မှာလည်းထူနေ၎င်းမယ်ဖယားရှင်ကကျွန်မတို့ဒီအသင်းတော်မှာရှိတဲ့လူတွေထဲမှာဘယ်သူဘယ်ဝါကဘယ်တာဝန်ကိုငါပေးလိုက်လို့ရှင်ငါစိတ်ချရမလဲဆိုတာသူကြည်နေတယ်နော်သူစိတ်ချတဲ့လူဒီမှဘယ်နေရာမှာသူ့ငါစိတ်ချရတယ်ဆိုတာကိုသူကဖယားရှင်ကျမတို့တာဝန်လွှဲပြီးခြင်းဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာမှာဖယားရှင်ရဲ့တာဝန်လွှဲခြင်းဖယားရှင်ရဲ့ချီးမြှောက်ခြင်းကောင်းခြင်းမင်္ဂလာပေးခြင်းခံယူခြင်းနဲ့ဆိုလို့ရှိရင်နေ့ညမှာပြတ်ထာဝရဖယားရှင်ကိုကျမတို့စိတ်နှလုံးကကျွဲမဲ့ချီးမွမ်းကိုးကွယ်ပြီးတော့မှဒါဆွနာဒါဝိဒ်ဆာလံဆရာကြီးကပြောလဲဖယားရှင်ကိုတနည်းကိုခုနကျိန်ချီးမွမ်းတယ်လို့ပြောတယ်ချီးမွမ်းထိုက်မှန်းသိလို့ချီးမွမ်းတဲ့အတွက်ကြောင့်မလို့ဒီကနေ့ကျမတို့ရဲ့အရောက်စစ်တဲ့အသက်တာမှာလည်းပဲဖယားရှင်ကချီးမွမ်းထိုက်တဲ့ဖယားရှင်ဖြစ်တဲ့အတွက်ကျမတို့ကများများချီးမွမ်းလေများကောင်းချီးခံစားရမှာဖြစ်တယ်ဆိုတာကျမတို့ကပတ်တော်အပြင်ဝေမျှလို့ခြင်းဖြစ်တယ်ဒါကြောင့်မလို့မာရိအသက်တာကိုကြည့်တဲ့အခါမှာယောက်ျားနဲ့မဆက်ဆံမဲနဲ့ခလေးကိုမွေးပွားရမယ်ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးဒါပေမဲ့ဖယားရှင်ကသူရဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုစီလွတ်ပြီးတော့မှဒီနေ့ကိုတန်ရှင်တော်ဝိညာဉ်တော်ရဲ့လွှမ်းမိုးခြင်းကိုခံရမယ်နေ့အထက်မှာပရိသတ်ယူရမယ်နော်ဒီအပြစ်သားများတွေကိုကယ်တင်မှုယေရှုခရစ်တော်မွေးဖွားရမယ်ဆိုတာကိုပြောလိုက်တဲ့အခါမှာသူဖယားရှင်ပြောတဲ့အတိုင်းသူကဝန်ခံပြီးတော့မှဖယားကိုတော့ပြောတဲ့အတိုင်းဖြစ်ပါစေလို့ပြောလိုက်တဲ့နေ့ကနေစပြီးသူရဲ့ဘိုက်ထဲမှာကလေးကခုနှစ်ရက်မှသူက easy မနေဘူးသူရဲ့တဝန်းကွဲအမစီသွားပြီးတော့မှသူအမစီသွားလိုက်တဲ့အခါမှာဖယားရှင်ရဲ့တကူတော်သူတို့နဲ့ပါရှိတဲ့အတွက်ကြောင့်မလို့သူရဲ့တဝန်းကွဲအမရဲ့ဘိုက်ထဲမှာရှိတဲ့ယောဟန်တော်မှဝမ်းနေတာလုံးလုံးတုံလုံးနေတယ်ဆိုတာကိုကျမတို့သိရှိရတယ်။ဒါကြောင့်ဖယားရှင်ဘက်ကကြည့်မယ်ဆိုရင်မဖြစ်နိုင်တာမရှိဘူးမဖြစ်သေးတာပဲရှိတယ်။ကျမတို့ယုံကြည်သူကျမတို့အသင်းတော်ဟာရှိပြီးသားအပေါ်မှာကျမတို့ခြေလမ်းခြင်းမဟုတ်ပဲနဲ့မရှိသေးတဲ့အရာအပေါ်မှာကျမတို့ခြေလမ်းတော်သူဖြစ်တဲ့ယုံကြည်ခြင်းအပြင်ကျမတို့ဟာဒီကနေ့ကနေစပြီးတော့မှပို့ပြီးနတ်မကအစအပေါင်းမြောက်များစွာခြေလမ်းသူပြီးဖယားရှင်ရဲ့ထံတော်ပါမှာကျမတို့ချီးမွမ်းခြင်းနဲ့သူဝင်ခြင်းကကြရအောင်ဆိုပြီးတော့မှကျမနှုတ်ကပတ်တော်ကြီးမြတ်လောက်နဲ့ဝိမြလိုပါတယ်ကျမ်းနာတော်ရောက်စေတဲ့အပေါ်မှာဖယားရှင်ကောင်းကြီးပေးပါစေခုချိန်မှာ worship team တွေလာပြီးတော့မှကျမတို့တခြင်းတပေါ်အဖြစ်ဖယားရှင်ရဲ့ဂုဏ်တော်ကိုပြန်လက်ချီးမွမ်းကြရအောင်